အိမ်မလေးတဲ့ပါတချင်းရဲ့ဘာရှင်မျိုးပထမဆုံးဒီတချင်းကိုဆိုခဲ့တာ case for future ဖွဲ့ အိမ်မကလေးတဲ့မမင်းနဲ့ကိုညေဆောင်ချင်တဲ့ဒီမှာတော့ဝါကျွတ်လွာရရလွာပေါ်ချလေလုံးသားတွေတော့မြင်းနေစေပေါ်ဒီမှာတော့ဝါနေဝေးရရဝေးပေါ်ချလေလုံးမြင်ချင်းများကိုတတ်တာဆောင်းရှောက်သွားလို့လုံးသားတွေတော့နောက်ထပ်ဒီတချင်းကိုမမို့ရနေပြီးတော့ဆိုခဲ့ပါတယ်ခွေရကြတဲ့အသေးနူးနူးကနာကျင်လေးချင်ရှုံးမပေးဘူးလို့ဆုံးဖြတ်လိုက်တာကိုမလာကိုတကယ်မျိုးနေတဲ့ကြခင်ဆုံးကြမယ်မင်းလေးဝေးရအလုံးကြီးကနိုင်ကျင်လားချင်ဆုံးသမျှရဲ့အတွေ့များတွေမှာစိတ်တိုင်းကြချင်လေပါတော့ကွယ်ကိုကြည့်ပြပါနဲ့နောက်ထပ်ဒီတချင်းကိုအာတီနဲ့ကေကေမိုးကနေပြီးတော့ဆိုခဲ့ပါတယ်ရင်နေစေဘုံပြောချင်တဲ့ကမလုံးလုံးပါမင်းပြနိုင်ပါစေလူရဲ့နှမခံနိုင်တော့ပါနေနေညာညာမင်းနာငါအရှိခုလို့ကွာရှိချင်တာမင်းရှိပြချင်လေးမင်းကိုရှာမတွေ့ပါလားမတွေ့ပေလို့ရှိမင်းကိုမခေါ်ယေရှုသွားမလား baby ကန်ဆိုလို့ never worry ပြန်တွေ့ခွင့်ရှိမေအိမ်မလေးတဲ့မပဲ ဆိုတဲ့လူကတော့ကေကေမိုးဖြစ်ပါတယ်ကေမိုးကပြန်ဆိုခဲ့ပါတယ်အတင်းလို့ရပြောမဲ့တို့ဝေးကြရင်ကွယ်နေစနာချစ်ဆောင်မင်းလေးနာမေဒီတတဲ့မခွဲဘူးတို့တယ်မဝေးဘူးနော်နောက်ဆုံးဘာရှင်ကအာတီပြန်ဆိုတာအိမ်မကလေးတဲ့မမင်းနဲ့ကိုအမြဲဆုံးခြင်းနဲ့ပြန်မတော့ဘဝတွေဝေးရရင်ဝေးပေါ်ချင်လေနှလုံးသားတွေတော့အမြဲတည်းစေပေါ်ပြန်မတော့ဘဝတွေဝေးရရင်ဝေးပေါ်ချင်လေ